ဒီနေ့ကမ္ဘာဖလားကတော့ပြောမယ်ဆိုတော့မိတ်ပြက်ဆွေပြက်ပါပဲတကယ်ပဲမိတ်ပြက်ဆွေပြက်ပါပဲ၄နှစ်မှတစ်ကြိမ်မှုတာတော်လေးရဲ့နော်မိတ်ပြက်ဆွေပြက်ပဲတကယ်အားပေးတဲ့ဖန်တွေပြောတာပါမိတ်ပြက်ဆွေပြက်ပဲတော်လေးကြော်ထမ်းမှလည်းမိတ်တွေတော်ပြက်သွားပြီကျွန်တော်အဝမ်းနေလားဆိုမှဝမ်းမနေပါဘူးဟုတ်လို့မလားအေးဆေးပဲနော်ဝမ်းမနေပါဘူးကိုရမ်းချစ်တဲ့ຢာတခုရမ်းစော်ကားတက်ခဲ့လာပြီဆိုရင်တော့ကျွန်တော်ကအေးဆေးပဲနော်လုံးဝကျွန်တော်ကဘာမှမရှိတော့ဘူးထားပါတော့လုံးဝမိတ်ပြက်ဆွေပြက်ပဲဗျာကျွန်တော်ပြောမယ်ဗျာသိလားကိုရမ်းစိတ်တွေနှိပ်ပြီးတော့အားပေးတဲ့အရာတခုကလေဟုတ်တယ်မလားအရန်အဲ့အခြေကျွန်တော်ဆိုရင်ဘလုံးမမင်းညာမက်ဆီဝဲကြည့်နေတယ်ကျွန်တော်မက်ဆီဖန်တယောက်ဆိုလေမက်ဆီကိုရမ်းကြိုက်တယ်ဒါမှမဟုတ်လူတယောက်ဆိုလေကျွန်တော်ရဲ့မူဖွာလာတဲ့တခြားဟုတ်တယ်မလားကျွန်တော်ဘလုံးမကြည့်တဲ့တခြားကိုရဒီလိုမက်ဆီနေမှာခဇာနိုတို့ပြောမယ်ဆိုလူဘက်ဆာရတ်တို့ဒါလုံးဝဒီဘဲတွေနဲ့ရိုနီဝင်းယုံနေဗျာဟုတ်တယ်မလားဒီဘဲတွေနဲ့ကျွန်တော်ကဒီဘလုံးကိုစအားပေးတာဗျာစပြီးဒီဘဲကိုတန်ရုံးနေရှိတယ်ကျွန်တော်ဘလူးမှာကျွန်တော် respect ရှိတယ်ဘလူးရောဖန်ချင်းလှောင်တယ်ဒါပေမဲ့ဂလာမားတွေပေါ်မှာ respect ရှိတယ်ဖန်လေးပေါ်မှာလည်းမင်းကဘလို့ဘာညာဘာရဘူးလဲညာအဲ့လိုပဲပြောတယ်ဗျာကျွန်တော်လုံးဝ respect ရှိနေကျွန်တော်နေတာနော်ဘယ်ကျွန်တော်တို့ဒီဂလာမားကြီးဘလို့တိုက်ခိုက်မှာလဲရန်ချစ်စရာကွန်းဂလာမားကြီးဗျာဟောခစားအောင်တို့လားစောက်ရန်ကောင်းတယ်ပဲကဘာမှာတူတော့ကျိုးသားလိုက်ပဲမရှိဘူးဒီတိုက်ရုံနဲ့သူပါလီမီထိန်းနိုင်တာဟုတ်တယ်မလားဘယ်ကောင်ကျိုးသားကြတော့ခစားအောင်တို့မိမမဟုတ်ဟုတ်တယ်မလားမက်ဆီပါလီမီပြည့်စုံတယ်ဒီဘဲနှစ်ယောက်ကိုခင်ဗျားတို့တွားပြီးတိုက်ခတ်လို့မရဘူးတိလားကျွန်တော်ချစ်တဲ့နေမှာတော့ဟုတ်တယ်မလားသူကတော့တကယ်နာနော်တော့ဘယံဖြစ်ခဲ့တဲ့အင်ဂျင်ဆိုင်မင်းသားပဲကျွန်တော်ပြောမယ်ဆိုရင်ဒီဘဲနှစ်ယောက်ကိုဘယ်လုံးမှမတက်ခဲ့ဘူးနော်အားပေးလူတွေကိုလည်းကျွန်တော်တို့ respect ရှိတယ်ဒါပေမဲ့အချင်းချင်းလေးတိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဆဲဆိုညဉ့်ညမ်းပြီးတော့ကျွန်တော်ဟိုနေ့ကဘဲတယောက်ဆိုရင်ဟာဆဲတာဒီလားဆဲတာပိုးဆိုးတယ်ဆဲတာတဲ့ကိုလုံးဝတိုက်ခိုက်မှုတွေပါလာတယ်လုံးဝအဲ့မှာကျွန်တော်တို့ရန်နေစဖြစ်တယ်ရန်ဖြစ်တယ်ကျွန်တော်တို့လုံးဝဒီကန်းပြတ်တုံဖြစ်သွားပြီနော်ဟာရှစ်နော်ကျွန်တော်တို့ဒီမိတ်ပြက်ဆွေပြက်ဆိုတာကဒီလိုမျိုးကိုချစ်တဲ့ຢာကိုစိတ်တွေနှိမ့်နေတဲ့ຢာတခုမှဟိုစိတ်ဝင်နေတဲ့အချိန်ကြီးဆိုတော့ဘာမှမတွေ့တော့နောက်ရလာဆိုတော့မရဘူးကျွန်တော်တို့ကမရဘူးဟုတ်တော့မလားတခြားအရာကိုကျွန်တော်တို့ရန်ဖြစ်တယ်ဗျာကျွန်တော်တို့ချင်းချင်းရန်ဖြစ်တယ်ဆိုတာကအဲ့လိုမျိုးပါလို့မလားဒီကလောက်စားဖြစ်ပြီးရန်ဖြစ်တယ်ဆိုရင်တော့ဒီချင်းပိုင်းထိုးရင်ပြန်ပြီးတားယူ sorry ကွာပါညာနောက်နေ့ပြန်ရမှာဟုတ်ပါအစ်စစ်ဖြစ်သွားတယ်ဒါပေမဲ့အဲ့လိုမျိုးစိတ်တွေမှုန်းနေတဲ့အချိန်တွေကိုရန်အားပေးတဲ့ຢာတခုဗျာကျွန်တော်ဆိုနေ Manchester City အားပေးတဲ့လူတယောက်လဲဆိုတော့ကျွန်တော် Manchester City မှာ Chelsea နဲ့ final show နဲ့ချိန်မှာမိနစ်တွေကြောက်အောင်ပြီးတော့ကြည့်တာမိနစ်တွေမျက်ခွက်တွေကြောက်ကျွန်တော်လုံးဝ line အောက်နေတာအဲ့တပတ်တော့ကျွန်တော် line အောက်နေတယ်ဘာမှဘယ်လိုမှကျွန်တော်စကားမပြောအိမ်မှာပဲခွေးအိတ်တွေကျွန်တော်ကျောင်းသွားရင်ကျောင်းလောက်ဆက်သွားတယ်ကျွန်တော်အဲ့လောက်ပဲကျွန်တော်ဒီဟိုမှာတော့ Inter Milan နဲ့ final မှာကျွန်တော် AC ပဲနိုင်ခဲ့တယ်ဆိုတော့ဟုတ်လို့လားဟောအရင်ကကျွန်တော် celebrate လုပ်ခဲ့တာပေါ့ဗျာထားပါတော့ဒီနေမာဂျူနီယာတော့2014တော့ကျွန်တော်တို့ကအရန်ဘလုံးမဲ YouTube ကစားချင်းဆိုတော့လောက်ချင်းဖြစ်ဒါပေမဲ့တော့မာလာကျွန်တော်မာလာကတော့နေမာကိုအရန်တနာခဲ့တာပေါ့ဗျာမာလာအရန်နေမာတနာတယ်အခုထိပါပဲနေမာရဲ့ဖန်ကျွန်တော်မာလာနေမာဖန်ဒီ2018တုန်းကလည်းကျွန်တော်ဟိုအဲ့လိုမှဒီမက်ဆီတို့ကစောစောပြုတ်သွားတယ်2020နှစ်ကျတော့ပြင်တစ်ဖိုင်နယ်မှာတော့စိတ်နေအောင်အရန်လှုပ်ရှားတယ်အရန်စိတ်လှုပ်ရှားတဲ့ကာလဒါပေမဲ့ကျွန်တော်တင်မက်ဆီဖလားရသွားတယ်ဒီနောက်ဆက်ရှိကြတော့ကျွန်တော်တို့ကမတူတော့ဒါပေမဲ့မင်းတို့ဖလားကကျွန်တော်ကပြောမယ်ဆိုရင်မက်ဆီဖန်တယောက်အနေနဲ့ဘာမှမမျှော်လင့်တော့ဘူး AC ပဲကျွန်တော်တို့ကဖလားရသည်မရသည်ဖြစ်စေကျွန်တော်တို့က AC ပဲရှုံးသွားရင်ရှုံးရင်လည်းကျွန်တော်တို့က AC ပဲ no problem ရှုံးသွားလေ AC ပဲ AC ပဲဒါပေမဲ့ဟိုဘလိုင်းကိုတိုက်ခိုက်စော်ကားနေတာကျွန်တော်အတိတွေထဲမှာတော့မထားရင်တော့ကျွန်တော်တို့သိလားအတိမွင်တော့ကျွန်တော်တို့တိုက်ခတ်ပါတယ်အတိမွင်တော့မထားချင်တော့ဘူးကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ပြကျွန်တော်ဆရာသမားဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပြကျွန်တော်ဘယ်လိုပဲဆွေမျိုးဖြစ်ဖြစ်မိတ်ပြဆွေပြတီဖြစ်တော့လာပြီကျွန်တော်တို့ဝမ်းနေလားဆိုမဝမ်းနေပါဘူးနောက်လာလည်းမရဘူးအဲ့လိုပဲချစ်ဆက်လဲပေါင်းတင်းကလောက်ဖို့အစီအစဉ်မရှိတော့ဒါပဲကျွန်တော်တို့ကောပလာကတော့လေးနှစ်မှတစ်ချိန်ဒါ emotion ပြည့်ပြဟုတ်တော့မင်းအာဂျင်နာကမင်းပါရှိတယ်ပုတ်ဘူးချစ်တာမင်းထမင်းကျွေးလာလောကမှာထမင်းတစ်ခွဲကပတ်စံတစ်ခွဲကအရေးကြီးတာမဟုတ်အချစ်ချင်းမေတ္တာလည်းအရေးကြီးတယ်သိလားလောကမှာချစ်ချင်းမေတ္တာဆိုရင်အရေးကြီးတယ်ကိုအချစ်ဆိုတာသိလားကိုချစ်နေတဲ့ဟာလေးကိုကြည်တဲ့နေရာမျိုးဗျာကျွန်တော်မက်ဆီကိုချစ်တယ်မက်ဆီကကျွန်တော်တို့သိချင်မှသိမှာဟုတ်လို့မလားမသိဘူးလုံးဝမသိမှဒီမှာသိကိုမသိတာမက်ဆီကကျွန်တော်တို့
ဟုတ်တော့မလားသူပြန်ချစ်စရာလည်းမလိုဘူးကျွန်တော်တို့ကသူပြန်ချစ်စရာလည်းမလိုဘူးဒါပေမဲ့ကိုကမက်ဆီကိုချစ်နေရလေဟိုကိုလည်းကျင်တဲ့နေရာမျိုးဗျာဒါမျိုးပဲယောက်ျားချင်းချစ်ဆိုတာကျွန်တော်လုံးဝနော်ငါ28တော့မင်းဂေးလာပါလားမဟုတ်ဘူးအဲ့လိုဂေးတွေပါရောက်အဲ့ရတဲ့တဏှာရာကတွေပဲငါချစ်ချင်းမေတ္တာစစ်မှန်နေရတဏှာရာကမပါဘူးချစ်ချင်းမေတ္တာစစ်မှန်နေတဏှာရာကမပါဘူးဗျာ why ကိုရမ်းချစ်တဲ့ຢာတခုတော့ကိုကောက်ကိုရမှာဗျာဟုတ်တော့မလားကိုရမ်းချစ်တဲ့ຢာတခုခမရဘေးကနေစော်ကားတိုက်ခိုက်ပြီးတော့ခမရပြုံပြုံးနေမယ်ဆိုရင်တော့အဲ့အောင်စောက်ပေါ်ပဲဒီနေ့မှာရီးစားသွင်းမှာအခုကောင်မလေးကိုတခြားလူကတိုက်ခိုက်နေရင်အဲ့ဘေးရဟုတ်တော့မလားခွန်းလိုက်ပါပြောနေအဲ့ဘေးကိုလည်းအဲ့ကောင်မလေးနေနဲ့ခွာပလိုက်ဒီလားနော်ကိုကောင်လေးကိုတိုက်ခိုက်နေပြီဘေးကောင်မလေးကဘာမှပြောမနေပြုံပြုံးနေဆိုရင်အဲ့ကောင်မလေးခမရကွာပလိုက်မှန်ဟုတ်တော့မလားကိုချစ်တဲ့ຢာတခုမှကာကွယ်ဖို့ကကိုတောင်းမယ်ဒါပဲအရေးကြီးတာဟုတ်တော့မလားအရေးကြီးကိုယ့်ဘက်မှာရှိဖို့အရေးကြီးတာပဲဟုတ်တော့မလားကျွန်တော်ဒါလေကိုမှန်ကိုယ့်ဘက်မှာရှိတဲ့လူတွေကိုတန်ဖိုးထားတယ်လာဒီကမ္ဘာပလာနဲ့ပတ်သက်ပြီးတော့မိတ်ပြဆွေးပြတ်ပါမယ်နော်တော်တော်လေးမိတ်ပြဆွေးပြတ်ပါမိတ်ဆွေးပြတ်သွားတော့လေ1 minute ပါဘူးကိုလန်ကိုရှောက်ဒါပဲကျွန်တော်တို့ဟုတ်တော့မလားလေးစီးပဲဟုတ်တော့မဟုတ်ပါဗျာလောကမှာလည်းမလိုပါဘူးဘဝမှာကျွန်တော်တို့ဒီနေ့ကဘာလာတော့ဆိုးဝါးမိတ်ပြက်ဆေးဘက်ကိုဖြစ်နေပြီဗျာခင်ဗျားတော့မသိဘူးကျွန်တော်မိတ်ပြက်ဆေးဖြစ်နေပြီအဲ့မှာဆရာသမားတွေပါတယ်ငယ်ချင်းတွေပါတယ်တော်တော်များများပါတယ်ဖုန်းကြီးပါပါတယ်ဗျာကဲနော်အားလုံးပဲကျွန်တော်တို့ချင်းမြတ်တာအေးချမ်းတဲ့ရမွန်းမှာကျွန်တော်တို့စိတ်ကြည်လင်စွာနဲ့နေနိုင်ကြပါစေပေါ့ဗျာကျွန်တော်တို့အခုထိဘလုံးဝဲကြည့်ပါများပြီးတော့အိတ်လိုက်အောင်ပဲဗျာနော်ကဲကျွန်တော်တို့နော်ဝေးဖန်ပါနော်ဝေးဖန်နော်ကျွန်တော်အတင်းကနော်ဝေးဖန်တာမက်ဆီကြိုက်တယ်နော်ဝေးဖန်မက်ဆီကိုလာမထီးနဲ့နော်မက်ဆီကိုလာမထီးနဲ့